အဓိကဒီ ULAAA ရဲ့စစ်ရေးပေါ့နော်ကျွန်တော်တို့စစ်ရေးအောင်မြင်မှုနဲ့အတူသူကဇော်ပူးတွဲပါလာတာကအုပ်ချုပ်ရေးပါဆိုတော့အုပ်ချုပ်ရေးကလက်ရှိတော်လှန်ရေးကာလဖြစ်နေတဲ့အတွက်အုပ်ချုပ်ရေးကကျွန်တော်တို့ပုံမှန်ကာလနဲ့တော့မတူဘူးဒါပေမဲ့ဒီလိုအချိန်ခါမှာအနေနဲ့အများတော့ကျွန်တော်တို့အခြေအနေတော့အနေချင်းရှိနိုင်တယ်ဒါပေမဲ့ ULAAA ကတော့အကောင်းဆုံးဖြစ်အောင်တော့စူးစမ်းနေတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်လက်ရှိစစ်ရေးကာလမှာဒီ ULAAA အနေနဲ့ပြည်သူတွေရဲ့လုံခြုံရေးကိုအဓိကစူးစမ်းနေတဲ့အတွက်အခုကဒီသူအုပ်ချုပ်သူထိမ့်သိမ်းထားတဲ့နေရာဒီမှာအဓိကဘာလဲဆိုတော့ဒီအကြမ်းဖက်စစ်ကောင်စီကဒီအခု ULAAA ကထိန်းချုပ်ထားပဲဆိုပေမဲ့လို့အခုကလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတွေပစ်ခတ်မှုတွေကလက်ရှိကအမြဲလိုရှိနေတဲ့အတွက်နံပါတ်1ဒီပြည်သူတွေအဲ့ဒီဒေသတွေမှာစစ်ပြေးမရှောင်ပဲကြံခဲ့တဲ့လူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုအဓိကကာကွယ်ပေးဖို့အတွက်နံပါတ်1အရေးထားမယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ကကြံခဲ့တဲ့လူတွေရဲ့ဒီဘယ်လိုပြောမလဲတရားဥပဒေသုံးမှုအောက်မှာအဓိကဒန်းလူအခွင့်အရေးပေါ့နော်အဲ့ဒီကျွန်တော်တို့ရခိုင်ပြည်တချို့မြို့တွေမှာကလူမျိုးဘာသာပေါင်းစုံနေထိုင်တဲ့မြို့ရွာတွေရှိတယ်အဲ့ဒီရွာတွေမှာကျွန်တော်တို့ကအရင်စစ်ကောင်စီလုပ်ခဲ့တဲ့ပုံစံမျိုးကျွန်တော်တို့ဟိုပေါ့ဒါဒီ divide and rule ပေါ့ဒီဘာသာရေးလူမျိုးရေးရခွဲခြားအုပ်ချုပ်တာဒီဒါမျိုးမဖြစ်ဖို့အတွက်ကကျွန်တော်တို့အနေနဲ့အများကြီးမျှော်လင့်ပါတယ်ဒါမှလည်းကျွန်တော်တို့ရခိုင်ပြည်သူတွေရဲ့အိမ်မက်ကတနေ့ပေါ့နော်ယုံကြည်မှုတွေပိုရှိလာမယ်လို့ကျွန်တော်လည်းမြင်တယ်ဒါကြောင့်မခွဲခြားမိဖို့လိုအပ်သလိုတရားဥပဒေစိုးမိုးမှုကိုလည်းအပြည့်အဝအကောင့်တွေပေါ်ပေးဖို့က ULAAA ရဲ့အုပ်ချုပ်ရေးမှာတာဝန်အုပ်ချုပ်သူတွေမှာတာဝန်ရှိတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်အဓိကဘာလဲဆိုတော့ကျွန်တော်တို့အရခအိမ်မက်ကရခိုင်တမျိုးသားတဲ့ရခိုင်လူမျိုးတစ်ခုတည်းဗုဒ္ဓဘာသာတစ်ခုတည်းအတွက်လှုပ်ရှားနေတာမဟုတ်တဲ့အတွက်ဒီရခိုင်အိမ်မက်အရခအိမ်မက်ကရခိုင်ပြည်သူအားလုံးရဲ့လွတ်မြောက်ဖို့အတွက်ဒီစ조사နေတဲ့အတွက်ဒီအရခတက်တော်မှာလူမျိုးရခိုင်ပြည်တွင်းမီတင်းနေထိုင်နေတဲ့ဒီလူမျိုးစုံဘာသာစုံတွေအားလုံးပါဝင်ခြင်းကပါဝင်ဖို့လည်းအမတန်အရေးကြီးတယ်လို့ပါဝင်ခြင်းရလဲကျွန်တော်တို့အရခအိမ်မက်ကိုအမြန်ဆုံးပြေဝဖို့အတွက်ကဟိုဘယ်လိုပြောမလဲဒီတောက်တနေရာကနေကျွန်တော်တို့အလွန်အရေးကြီးတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါကြောင့်ဒီမပါဝင်ရသေးတဲ့လူတွေလည်းဒီနေရာမှာပါဝင်ဖို့အတွက်ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်လက်နက်ကင်ရခိုင်လက်နက်ကင်ဆိုတာကရခိုင်ပြည်သူကိုကိုစားပြုရမယ်ရခိုင်ပြည်ကိုကာကွယ်ပေးရမယ်ဒါကကျွန်တော်တို့ရခိုင်လက်နက်ကင်ဒီမှာရှိတဲ့လမ်းစဉ်ပေါ့နော်မူဝါဒလမ်းစဉ်တွေဒီအခုကလက်ရှိဖြစ်ပျက်နေတာကရခိုင်ပြည်လုံးကပြည်သူတွေကလွတ်မြောက်ဖို့အတွက်စ조사နေတယ်ပေးဆက်နေတယ်အနစ်နာခံနေတယ်ဒီလိုအချိန်မှာဒီလက်နက်ကင်ပြီးတော့ရခိုင်လို့ပြောဖို့တော့မှရှက်ဖို့ကောင်းတယ်ပေါ့နော်အာဏာရှင်နဲ့ပူးပေါင်းပြီးတော့ရခိုင်ပြည်သူတွေကိုနှိပ်ကွက်နေတာအာဏာရှင်နဲ့ပေါင်းပြီးတော့ရခိုင်အင်မက်ကိုအကောင့်ထဲပေါ်နေတဲ့အရခတက်တော်ကိုအနောက်ထပ်ပေးနေတာဒါတွေကလုံးဝမဖြစ်တဲ့အတွက်ဒီ ALP ကိုကျွန်တော်အနေနဲ့ကတော့လုံးဝ negative အမြင်နဲ့မြင်တယ်ရခိုင်ပြည်မှာအနာဂတ်မှာမရှိတဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒီကျွန်တော်တို့ရခိုင်လက်နက်ကင်ထဲမှာ ULAAA ရဲ့တခုနာပြောတဲ့ ALP ရဲ့ပြီးလို့ရှိရင်အခု ANC ပေါ့နော်ဒီရခိုင်လက်နက်ကင်အဖွဲ့ ANC ဆိုလို့ရှိရင် AAA ဆိုလို့ရှိရင်လည်းကျွန်တော်တို့အမတန်အားထားရတဲ့ရခိုင်တောင်းသားလူငယ်တွေကပေါက်ဖွာလာတဲ့လူငယ်တွေပါအမတန်တန်ဖိုးရှိတဲ့ရခိုင်ပြည်သူတွေအတွက်အမတန်တန်ဖိုးရှိတဲ့လက်နက်ကင်အဖွဲ့အစည်းဖြစ်တယ်လို့နိုင်ငံရေးအဖွဲ့အစည်းငယ်တစ်ခုလည်းဖြစ်ပါတယ်လက်ရှိသူကရခိုင်ပြည်မှာအခြေစိုက်တာမဟုတ်ပေမဲ့ဒီ ANCAA ကကရင်ဒေသမှာအထူးဒေသ9မှာအခြေစိုက်ပြီးတော့ကရင်လက်နက်ကင်တွေနဲ့ပူးပေါင်းပြီးတော့ဒီအကြမ်းဖက်စစ်ကောင်စီပြုတ်ကျဖို့အတွက်ကိုသူလည်းတက်ဆွန်းတလောက်စ조사နေတယ်သူ့ရဲ့နိုင်ငံရေးရည်တည်ချက်ကမှန်ကန်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီဘာမှမဟုတ်အဲ့ဦးစီးထားတဲ့ဗိုလ်မှူးကြီးမင်းထွန်းကိုကျွန်တော်အနေနဲ့လေးစားတယ်ဘာဖြစ်လို့ဆိုတော့သူ့မှာရှေ့ပိုင်းမှာရခိုင်ပြည်သူတွေအတွက်ဥဆောင်နိုင်တဲ့အရေးအသွေးတွေကျွန်တော်တို့မြင်ရတယ်သူ့ရဲ့ရည်တည်ချက်ကိုကျွန်တော်အနေနဲ့ကြိုးဆိုပါတယ်ပြီးတော့ချင်းကျွန်တော်တို့ဒီရခိုင်ပြည်ထဲမှာလက်ရှိရခိုင်အမျိုးသားအကြီးဆုံးပါတီပေါ့နော်ဆိုတော့ကျွန်တော်တို့ရခိုင်အများကြီးကမျှော်လင့်ထားတယ်အားကိုးတယ်အဲ့လိုပါတီမျိုးကဒီနေ့ရခိုင်ပြည်သူတွေကလွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်နေတဲ့အချိန်မှာစစ်ကနိုင်ငံရေးကိုနိုင်ငံရေးနဲ့ဖြည့်ချင်းမယ်ဆိုတော့ဟိုဆောင်ဘုတ်တိုင်းသူတို့ကဒီအကြမ်းဖက်စစ်ကောင်စီစီမှာရွေးကောက်ပွဲဝင်ဖို့အတွက်ဒီရွေးကောက်ပွဲကော်မရှင်မှာပါတီမှတ်ပုံတင်ခဲ့တယ်ပေါ့နော်ဒါအဲ့ဒီလောက်ရကကျွန်တော်အနေနဲ့မဖြစ်သင့်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဘာဖြစ်လို့ဆိုတော့ရခိုင်ပြည်သူကို
ဒီကိုစားပြုထားတဲ့ပါတီအနေနဲ့အခုလိုရခိုင်ပြည်လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့အချိန်မှာရခိုင်ပြည်သူတွေ Federal Democracy ဖြစ်ဖြစ်ကျွန်တော်တို့အာရခတ်တပ်တော်ရဲ့အိမ်မက်ဖြစ်ဖြစ်ဒါတွေကိုမလွဲမသွေပုံဖော်နေတဲ့အချိန်မှာအခုလိုပါတီအနေနဲ့ဒီ2008ဥပဒေရဲ့အောက်မှာပြန်ပြီးတော့ခေါင်းဆိုင်ဝင်ဖို့လုပ်ခဲ့တဲ့လုပ်ရက်ကိုတော့ကျွန်တော်အနေနဲ့စန့်ကျင်တယ်သူတို့အနေနဲ့ဒီရွေးကောက်ပွဲမှာလည်းဒီသူတို့ဟိုလည်းမပုံတင်ခွင့်မရခဲ့တာကိုလည်းကျွန်တော်အနေနဲ့ဟိုဂုံတောင်ယူသေးတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်နောက်တစ်ခုကတော့ ALD ပေါ့နော်ကျွန်တော်တို့ဒီ ALD ရဲ့ဟိုအမျိုးသားကျွန်တော်တို့နိုင်ငံရေးရည်တည်ချက်ကိုကြိုက်ပါတယ်အပြင်ဆိုတော့ကျွန်တော်တို့ဒီအကြက်ဖက်စစ်ကောင်စီကဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာသူတို့ကလည်းကျွန်တော်တို့နိုင်ငံရေးကိုနိုင်ငံရေးနဲ့ကျွန်တော်တို့ဖြည့်ချလို့မရဘူးဆိုတာသိလာပြီပြီးတော့ချင်းတခါဒီ2008ရှိနေသမျှ2008ရဲ့ချိန်ဦးအောက်မှာဘာမှဖြစ်လာစရာမရှိဘူးဆိုတာကိုသူတို့အနေနဲ့တစ်ထစ်ချယုံကြည်ပြီးတော့အခုဆိုလို့ရှိရင်သူတို့လည်းအာဏာရှင်ကိုသူတို့လည်းတက်နိုင်တဲ့ဘက်ကနေသူတို့ပုံမှန်နေတယ်စက်ကျင်နေတယ်နိုင်ငံရေးအရသူတို့လုတ်တင်လုတ်ခတ်တာတွေလုတ်နေတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်